အားလုံးပဲမင်္ဂလာပါရှင်3 season entertainment ရဲ့ I'm Believe Myself program နဲ့ပြောကြိုဆိုလိုက်ပါတယ်ရှင်ဒီအစီအစဉ်လေးရဆိုရင်လုပ်ငန်းရှင်တွေအနုပညာရှင်တွေမိမိတို့ရဲ့ဘဝခရီးလမ်းမှာတွေ့ကြုံခဲ့ရတဲ့အခက်အခဲတွေအဲ့ဒီအခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ခဲ့ရလဲနောက်ပြီးမိမိတို့ရဲ့ရည်မှန်းချက်ပန်းနိုင်စီကိုရောက်ဖို့အတွက်ဘယ်လိုမျိုးစူးစမ်းရုန်းကန်ခဲ့ရလဲဆိုတဲ့အမှတ်တရလေးတွေကို data အဖြစ်တင်ဆက်ပေးတော့မယ့်အစီအစဉ်လေးပဲဖြစ်ပါတယ်ရှင်ဟန်ဒီတို့3 season entertainment ကနေပြီးတော့တင်ဆက်ပေးနေတဲ့ I'm Believe Myself program ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်။ဟန်ဒီကိုတင်ဆက်ပေးတော့မှာကတော့တေးဦးမြင့်စော်ရဲ့တာအရင်ကတော့ဟန်ဒီတို့သိကြတာပေါ့နော်။တေးကိုဆဆအောင်လို့သိကြတယ်။အခုကတော့တေးဆိုကိုလင်းမင်းပေါ့နော်။ဟုတ်ကဲ့ပါကိုနဲ့တွေ့ပြီးတော့ကိုရဲ့ဂီတနဲ့ပတ်သက်တဲ့လှုပ်ရှားမှုလေးတွေအကြောင်းကိုအခုလိုပဲတွေ့ဆုံမိနေဖြစ်ခဲ့ပါတယ်ရှင်။ကိုမင်္ဂလာပါရှင်မင်္ဂလာပါညီမလေးโอเคပါကိုကဒီဦးမင်းစော်ရဲ့သားလို့လည်းသိရတယ်ပေါ့နော်ဟုတ်ပါတယ်အဲ့တော့ကိုကဂီတမျိုးရိုးလည်းရှိတယ်ကိုဂီတလောကထဲကိုစပြီးတော့ဝင်ရောက်ဖြစ်ခဲ့တဲ့အကြောင်းလေးနဲ့ပြောပြပါအောင်နော်ပြောပြပါလို့ဆိုရင်တော့ငယ်ငယ်ရလို့ပဲပြောရမှာပေါ့နော်အရင်ဆုံးတော့အပြည့်အစုံမိတ်ဆက်ပါတယ်ကျွန်တော်အရင်ကတော့ဆက်ဆောင်အောင်နာမည်နဲ့တချင်းတွေရေးခဲ့တယ်ပေါ့နော်တိုင်ပြောမဲ့တကြံခွေတွေလမ်းသွားတဲ့တကြံခွေတွေချွတ်ချွတ်တိုက်လို့ထဲမှာဟိုချီတိုက်လို့ထဲမှာဟိုအရင်တချင်းရှိပါတယ်ပေါ့နော်အစ်တွေရောပေါ့ရေးခဲ့ပါတယ်ပေါ့နော်အခုကတော့လင်းမင်းဆိုတဲ့နာမည်လေးပြောင်းပြီးတော့လုပ်တယ်ပေါ့နော်အလူတရားလည်းစရောက်ဖြစ်လာတော့ပြောတော့အဖေကတေးရေးလေနော်တေးအဖေကလည်းနာမည်ကြီးတေးရေးဆရာဆိုတော့ခက်ငယ်ငယ်တွေကဟိုကလေးဘွားတွေကရုပ်ရှင်နောက်ခံဒီဆိုခဲ့ဘူးတယ်အခု I'm Believe Myself program ကိုစောင့်ကြည့်နေကြတဲ့ပရိသတ်တို့လည်းစိတ်ဓာတ်ခွန်အားတွေရရှိပြီးမိမိတို့ရဲ့ရည်မှန်းချက်ပန်းနိုင်စီကိုအမြန်ဆုံးရောက်ရှိနိုင်ပါစေလို့ I'm Believe Myself program ကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်